ဟာပြောစရာ ဒါကြီးရှိနေပြီလားဟာ တော့ရှင်ကလိုက်တာဟုတ်တယ်ရေမှာရှင်အကြီးဆုံးမဟုတ်ဘူးဟမ် တတိမလားမီ ရှင်ပါစကားပြောရလဲ ခဏတော့ဗာမေးတာ ဒီအချိန်မစည်းတဲ့ဟာကြီးနဲ့ဖက်ပြရပြီတော့ပေါ်မလား မရပါဘူးအဲ့တော့အိမ်တော်ကောင်းစင်နေခဲ့ရတယ် ကျမကဒီကုမ္ပဏီကိုခုမှပြောင်းလာတယ်ဆိုပေမဲ့တခြား construction မှာလောက်က9နှစ်ချိန်ထားပြီးသား ဟုတ်ပါတို့ပုံကဘာဖြစ်လဲမသိဘူးကွာမျိုးသေးဝင်တိုင်းရှေ့တော့ခန့်တယ်ရိုးရိုးတဲ့လူကပုံစိုးမှာပြင်လို့ရှင်လို့ပြီးပါမှာ ကျမဒီနေရာလောက်ပါတေးရှိလေးတစ်ခုလောက် စကားပြောတာပြီးတယ်လေပဲတော့ ကျမလေးရှေ့လျှောက်ပြတ်ပြတ်လို့လုံးဝမဖြစ်နိုင်ဘူး ဟာခင်ဗျအဲ့လောက်ကြီးကိုစဉ်းစားလိုက် အပတ်စဉ်တနင်္လာနေ့တိုင်းည9:55မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့သတင်းကောင်းလေးပါလိုက်ပါရစေခင်ဗျာမဟာပြောစရာ